ရွာထဲခဏရှောင်လိုက်ဦးမ ဟဲ့ယောက်ျားဖေးဘာလို့လိုက်တာလဲ ဒီခွင်းငပြင်ငါအင်းရှိမှာအိတ်နေတာကိုမကြည့်ချင်လို့ကွာ ငါလူလေးပါလေးလောက်ပြအောင်မမဆိုကောက်စီမိတော့အောင်မယ် ဖုံးပြတာကလည်းတာမန်မဟုတ်ဘူးနော်လက်ထပ်ပြီးတဲ့ဇနီးဖြစ်သူတောင်သူ့ယောက်ျားကမျက်မမြင်ဆိုတာမသိရအောင်လှည့်ဖျားထားနိုင်ခဲ့တဲ့သူပါလေတဲ့ဒါပေမဲ့အချိန်ကြာလာတော့ဇနီးရဲ့စိတ်ထဲမှာငါယောက်ျားကထူးဆန်းနေသလိုပဲမျက်မမြင်ပဲဖြစ်နေလားဆိုရင်မသိင်္ဂစိတ်လေးမဝင်လာတယ် မောင်နေပြီဆိုတော့မီးထွန်းတော့မှာ ဟိုမှာမတွေ့ဘူးလားမီးကထွန်းထားပြီးသားကြီး ဟောအေး ငါယောက်ျားတစ်ယောက်တကူကိုမားနေတယ်လို့ပဲမနေ့ဖြန်လေတော်တဲ့ခေါ်သွားပြီးစမ်းသပ်ဦးမှာ အဲ့ဒီအတွေးကိုမထိန်နိုင်တော့တဲ့တနေ့မှာလဲတော်ကိုအတူတူလှေစည်းသွားကြဖို့စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်တယ်